ကံဆိုတာကရှေးခါစောစောကပြုထားတဲ့ကံဥပမာကျောင်းကြီးဆောက်ပြီးတော့လှူဒန်းထားတယ်ဆိုရင်အဲ့ဒီခါတုန်းကကုသိုလ်စေတနာတွေတေဂဏိကြတော့လှူနေရတယ်လို့ပဲစိတ်ချမ်းသာလို့ပြောလို့စိတ်ကြည်လင်လို့အဲ့ဟိုတုန်းကလှူနေသလိုပဲဒီအာယုံထင်းလာတယ်ဒီဟာကြောင့်ဘုန်းကြီးကကျောင်းရည်စဲချမှဖြစ်ဖြစ်တပြင်းကုသိုလ်ရေးမှဖြစ်ဖြစ်တန်ဆင်းအောင်ပြုကြစမ်းပါတေဂဏိအထင်အရေးကြီးဆုံးလို့တေဂဏိအထင်ကတွတ်ရှုပ်ပွေပွေတွေနဲ့လောကပြုငါတွေနဲ့ဆိုရင်ဟိုမှာကုသိုလ်စေတနာဟာတတ္တိသိမ့်နေသွားတယ်သိမ့်နေသွားရုံမကဘူးဒီအကုသိုလ်တွေခြံရံပြီးတော့အကျိုးပေးရမှာဖြစ်တော့ဟိုမှာညံ့ညံ့ကလေးအကျိုးပေးတယ်ဒါကြောင့်ဒီကုသိုလ်ပြုတဲ့အခါတန်တန်ရှင်းရှင်းပြုကြစမ်းပါနောက်ဆုံးယနေ့လိုပဲဆွန်ကတ်တယ်ပဲဆိုအောင်တော့သံဃာတဒေမသံဃာအလှူပါ၏သံဃာအလှူပါ၏စိတ်ကြည်နူးအောင်လို့သံဃာများလည်းပဲညီညီညွတ်ညွတ်တန်းပြီးတော့အလှူကံကြွကြအလှူရှင်များကလည်းဒီသံဃာများကြည်ပြီးတော့သံဃာတဒေမသံဃာအလှူပါ၏နိဗ္ဗာန်ပစ္စယောဟောတုနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေဟောတယ်လို့ဆိုတော့စေရနာတွေကလေကြီးကြီးလင်းလင်းရွှင်ရွှင်ပြပြနဲ့အမှန်တန်ရှင်းတယ်ဟောတေဂဏိသူတို့ထင်လာတတ်တယ်ကံအာယုံထင်လာတယ်ဆိုရင်ဒီလိုပဲကုသိုလ်ပြုတုန်းကစိတ်စေရနာတွေမှပြန်ပေါ်နေတယ်အိမ်မက်မဲ့တယ်လို့ပဲကုသိုလ်ထပ်ပြုနေရတယ်လို့ပဲဘယ်တော့ကောင်းလို့ဘယ်တော့ကောင်းလို့ကုသိုလ်သာမျက်နှာလိုက်နေဖို့မလိုဘူးအကုသိုလ်ပြုတုန်းကလည်းပဲဒီလိုပဲစောစောကအကုသိုလ်တွေပြုထားတယ်ပါဏာတိပါဒသူ့အသက်တတ်မှုတွေလုပ်ခဲ့တယ်အဒိဏဒါနသူ့ဥစ္စာတွေမတရားယူခဲ့တယ်မုသာဝါဒလှဲ့ကပတ်ကလိန်ကလှိကနဲ့ပြောခဲ့တယ်အဲ့ဒီအကုသိုလ်များအကယ်၍တေဂဏိထင်လာရင်ဟိုတုန်းကလိုပဲစိတ်ဟာဒီဟိုတုန်းကပြုတ်နေသလိုပဲဖြစ်နေတယ်ဒါဘာထင်လာတုန်းဆိုတော့ကံအာယုံထင်လာတယ်နားလည်ပါနော်နားလည်ပါနော်ဒါတေဂဏိအရေးကြီးတယ်ဆိုတဲ့ဥစ္စာကိုယ်လည်းသိရမှာတေဂဏိဒီလိုထင်လာတဲ့အာယုံအလိုက်ဟိုဘက်ဘဝပြောင်းရမှာကိုယ်လည်းပြောင်းရမှာဒါခုနေကစောစောစီစီကံပြုတုန်းကတည်းကအကုသိုလ်ကံတွေနဲနိုင်သမျှနဲရပါတယ်ဟို